အားလုံးပဲမင်္ဂလာပါဂျပန်ကောင်းတွေဖွင့်ထားပြီးတော့ဘယ်ကနေစားရမှန်းမသိတဲ့လူဒီဗီဒီယိုကိုအဆုံးထိကြည့်ပေးကြပါခင်ဗျာစက်ကြည့်နေတော့နာဆိုလိုက်လုပ်ခဲ့လိုက်တော့နောက်ဗီဒီယိုမှာစက်တင်ပေးမယ်။အော်နေတော့မလို့အကောင့်တွေပါအပ်ပေးခဲ့ကြပါဦး။ခင်ဗျာအားလုံးကိုကျေးဇူးတင်ပါတယ်။မင်္ဂလာပါဗျာဂျပန်ကောင်းဖွင့်ပြီးစအဆုံးဒီဗီဒီယိုလေးမှာတေးစိတ်ပြောပြပေးသွားမှာဖြစ်လို့ကျွန်တော်ရဲ့အကောင့်ကိုအသေးလေးပေးပြီးကောင်းအပ်ခဲ့ပေးသွားကြပါအောင်ကဲဒါဆိုစလိုက်ကြရအောင်ကဲဒီလိုဆိုရင်တော့ပထမဆုံးရင်သုံးနေတဲ့ကောင်းကိုထွက်လိုက်ပါကျွန်တော်တို့ကကောင်းတစ်ဖွင့်မယ်ဆိုတော့ဝင်မီကိုနှိပ်လိုက်ပါမယ်ဗျာမဝင်ခင်မှာအောက်ဆုံးကိုကြည့်လိုက်ပါထိုင်းဖြစ်မှာပေါ့နော်ဒီလိုဆိုရင်စိတ်မပူနဲ့ရင်အဲ့ဒီထိုင်းဖြစ်နေတဲ့နေရာကိုနှိပ်လိုက်ပါပြီးရင်အဲ့ဒီနေရာကိုဂျပန်ရှားပြီးပြောင်းလိုက်ပါပြီးရင်ဒီမှာကိုကြရတစ်ခုခုနဲ့ဝင်လိုက်ပါပြီးရင်လာပြီးဒီမွေးနေ့ကရေးကြီးဆုံးပဲမွေးနေ့ကိုကျွန်တော်တို့အသက်20ပြည့်အောင်ထည့်ရပါမယ်ပြီးရင်ကျွန်တော်တို့အသုံးပြုမဲ့အမီကိုချိန်ပါပြီးရင်ကျွန်တော်တို့ကိုကောက်ပုံစံကိုတစ်ချက်နှိပ်လိုက်ပါကျွန်တော်တို့အပေါ်ဆုံးကတန်းအေးလာ3တန်းတစ်ချင်းနှိပ်ပေးပါအောက်ဆုံးတန်းကကိုကောက်ရဲ့ system ဆိုရဒီစာတန်းလေးကိုဆက်နှိပ်လိုက်ပါကျိုးဆိုရတယ်ဆိုတာပေါ်လာပြီဆိုရင်တော့ကျွန်တော်တို့ပိုက်ဆံဆက်ရှာလို့ရပြီနော်ဒီအချိန်ရောက်လာပြီဆိုရင်ကိုပိုင်စွမ်းကိုဆုံးဖြတ်စူးစမ်းရတာမယ်ပေါ်လာတဲ့အနီရောင်ပါတန်လေးကိုနှိပ်လိုက်ပါဘယ်ခလုတ်လေးနဲ့ပြန်ထွက်ပေးလိုက်ပါပြီးရင်အပေါ်ကစားလုံးကိုဆက်နှိပ်ပေးလိုက်ပါပြီးရင်အကောင့်ပုံစံလေးချက်နှိပ်ပေးလိုက်ပါအပေါ်ဆုံးစားတယ်အောက်ကိုနှိပ်ပြီးကြည့်လို့ရပြီအောက်ဆုံးမပေါ်နေတာဂျပန်ဆိုပြီးဖြစ်နေပြီတင်လို့လိုချင်နေတယ်ဂျပန်ကောင်းဖွင့်နေပြီးသွားပါပြီအဆင်ပြေကြပါစေဗျာ